ဆောင်းထဲမှာနွေးနွေးလေးကလည်းအိတ်ချင်တယ်လှလှလေးကလည်းရချင်တယ်လှလှလေးကိုမှရင်ခွဲလေးနဲ့လည်းလိုချင်တယ်ဆိုရင်တော့ဒီအနွေးအချောစာရှင်အောင်လေးကတင့်အတွက်ပါရင်ခွဲတကားလေးကိုတစ်ခါတည်းဖွင့်ပြပေးသွားပါမယ်အခုဆိုရင်တော့ရင်ခွဲတကားလေးကိုဖွင့်လို့ပြီးသွားပြီပဲဖြစ်ပါတယ်ဘယ်လောက်တောင်မှလှလိုက်လဲเนาะဒီချန်နယ်လေးမှာအသုံးပြုပေးထားတဲ့စာကတော့အီချောစာအကောင့်လိုက်မျိုးစားဖြစ်ပြီးတော့အေးတဲ့ data တွေစောင်းတွင်းမှာအနွေးချန်နယ်ဖြစ်အသုံးပြုတဲ့လေလုံတဲ့စာမျိုးစားပဲဖြစ်ပါတယ်အသုံးပြုပေးထားတဲ့ပိတ်သားဆိုလို့ရှိရင်เนาะအီချောလို့ရှိရင်မကွဲမပြဲမရွဲတဲ့တကိုင်းနဲ့တထုံချီသားဖြစ်ပြီးတော့လက်ရမှာဆိုလို့ရှိရင်လည်းဦးမျိုးမင်းတော်မောစာရှင်တော်အော်လာကျုပ်ရဲ့အော်လာကျုပ်လက်ရအပြည့်အမြင့်တဲ့အတိုင်းချုပ်လုပ်ပေးထားတာပဲဖြစ်ပါတယ်ဒီချန်နယ်လေးကတော့လေလုံတဲ့စာမျိုးစားဖြစ်ပေမဲ့လည်းအရင်မြင့်မြင့်ချုပ်လုပ်ပေးထားတဲ့အတွက်မုန်းချက်မှုကိုလုံးဝခံစားရမှာမဟုတ်ပါဘူးသူ့ရဲ့အရွယ်အကြတော့ဘယ်ကနေညာထိအကျယ်6ပေခေါင်းရည်နဲ့ချင်းဒီခြေစင်း6ပေကွယ်နှမိုးတစ်စိမ့်မိသားစု3ယောက်ကောင်းကောင်းအိပ်လို့ရမယ်ကင်းဆိုင်အရွယ်ဖြစ်ပါတယ်ရှင်ဘေးဘက်ကနေပြီးတော့ရင်ခွဲရေလိုင်းပန်းကုန်းတကားလေးနဲ့အလှဆင်ပြီးတော့ချုပ်လုပ်ပေးထားတာပဲဖြစ်ပါတယ်လုံးဝအပြစ်ပြောစရာမရှိပဲခန္ဓာလာတဲ့ဒီချန်နယ်လေးရဲ့ဈေးနှုန်းကတော့3,100,000ကျပ်ပဲဖြစ်ပါတယ်မှာလိုပါက399258 308 3998 608တို့ကနေဖုန်းဆက်ပြီးတော့ဖြစ်စေ Viber ဆင့်ဆက်ဖို့ပြီးတော့ဖြစ်စေ Facebook Messenger ဆင့်ဖြစ်စေ TikTok ချက်ပေါက်ကနေလည်းအသေးစိတ်ဆက်သွယ်စုံစမ်းမေးမြန်းပြီးတော့မှာယူလို့ရပါတယ်ရှင်။ Ryan နေကြရောက်တဲ့မျိုးတိုင်းကိုအိမ်ရောက်ငွေချစ်စနစ်ဖြစ်ပို့ဆောင်ရောင်းချပေးနေရပဲဖြစ်ပါတယ်။ဝယ်သူပြောမှရောင်းသူပြောတာတစ်ခါဝယ်၍တသက်စိတ်ချမ်းသာမှာဦးမျိုးမင်းတော်မောစာချင်တာအော်လာကြုတ်ပါ။